Good morning. Morning. 你ငါနဲ့ဝင်ဝင်နေငါခဏနေမီတင်တက်အောင်ပါကဲစီးဝတ်စားမယ်နော်ကဲဒီနေ့ကျွန်တော်အားလုံးတိုင်မဲ့ကြောင်းရှိပါတယ်ခင်ဗျအဲ့ဒါတော့ညနေကြလို့ရှိရင်ကျွန်တော်ကငွေကုန်တများဖြစ်မဲ့ပတ်စံနေကုန်မယ်အဲ့လိုဖြစ်ရလေကျွန်တော်ပြီးဆိုင်မယ်ပေါ့နော်အဲ့လိုပဲကျွန်တော်ကလက်မကြလို့ရှိရင်တော့တင်းနိုင်ဆိုတော့မေတက်ကမှာပေါ့ဟာဟေးတော့မလို့ရှင်နေ所以是的有心结吗ညတော့နောက်ကျနေပြီချိုးရပါဘူးအဲ့ဒါပဲကောင်းတယ်ကဲအချင်းစိတ်ရေးလာတော့အိတ်တော့မယ်အချင်းစိတ်အိတ်တော့မယ်အချင်းစိတ်ရေးအချင်းစိတ်ရေးငါအိတ်တော့မယ်လို့အချင်းစိတ်ငါမင်းရဲ့အိတ်ချင်စိတ်ပါဒီစာကိုဖတ်နေချိန်မှာငါအလုပ်ဆင်းသွားတယ်မင်းကောင်လက်မရှာပါနဲ့ညတနိုင်ထိုးနေပြီလေဟာပြန်မလာသေးဘူးလားအခုစိတ်ရင်းနဲ့ထအဲ့ပြောနေငါတို့တခုစားလိုက်ရတယ်ဟာရောပြန်ကောင်းလိုက်တာဟောမြင်လာပြီလားအေးငါပြင်းရလာတာနောက်ကျသွားတယ်ခုနေငါလိုအပ်နေမလားမေမေဘာလုပ်နေလဲမေတရင်နဲ့ကြည့်နေရတယ်မေသမီးပဲတောင်းလို့လေသမီးဒီစီမွေးနေတောင်းလို့ပါမမီအိမ်ပြန်တော့ကြမယ်နော်အရင်တော့နောက်မကြနဲ့နော်သမီးဟုတ်သမီးလေးကငါ့ကိုညာတက်နေပြီပဲကူကူရမေမေလေမင်္ဂလာပါတားရေမင်္ဂလာပါခင်ဗျကျွန်တော်နာမည်ကတော့ချမ်းမြေလို့ခေါ်တာသမီးပြောပြထားလို့တော့သိထားပြီပါပြီမိခက်လူငယ်တယောက်ဖြစ်ပြီးတော့လူကြီးသူမနဲ့စကားပြောတာ respect မရှိဘူးနော်မိမကလည်းစမတ်ထားတယ်မင်းငါအပေါ်တော့ respect မရှိဘူးဖတ်ပြီးဆွေးနွေးစရာအကြောင်းမရှိဘူးပန်ဒီတယောက်ကိုအပေါ်ရည်ပြီးတော့မဆုံးဖြတ်ပါကိုခေါ်ပြီးတော့စော်ကားလိုက်တာလားမေမေသမီးဖေဖေဘာကြောင့်ဆုံးသွားတယ်ဆိုတာသမီးအသိနော်ကိုကတခြားတောက်စားပြောပါမမကိစ္စမရှိပါဘူးဒီကိုစားလေးတခုပဲမမီးယာကိုကြောင့်ကစားကိစ္စဖြစ်ပြီးတော့သမီးဖေဖေဆုံးသွားတယ်သမီးသိတယ်နော်ဒီမှာမောင်ရင်မင်းအနစ်သမီးနဲ့ကွန်ဘယ်ဟာကိုရေးချင်ကွန်ဖြတ်လို့မရသေးပြီးတော့အနစ်သမီးကိုလုံးဝလာမပတ်သက်ပါနဲ့မင်းသွားလို့ရပြောပါဦးငါ့ချင်းရဲ့အကြောင်းတော့မှလောင်းရင်ပေါ့ငါ့ကိုခေါ်ပြီးတော့လေကုကုနဲ့ကွန်တခုရွေးပါတဲ့ကိုမပြတ်နိုင်လို့ရှိရင်လေကုကုအသက်သက်မလုံးနဲ့တော့လေကွာကိုကဘာမှသိကနေလဲပြောသားမှာမင်းကွန်းစားတယ်လေလုံလုံးပါလေကွာပါဇက်တွေကိုပြီးပွားနေကိုဝါးတဲ့ပြီးလို့ငါကြိုက်တာကွာကုကုလည်းငါလက်လုံးဆုံးလို့မခံနိုင်ဘူးကိုကြိုက်တာကိုနားလဲပါရဲ့ဒါပေမဲ့ဟေးဟုတ်ကဲ့ကောက်ဝင်ကြီးလေးမလားဟာကိုထိုင်မောင်းနေကြီးဒီလိုပြောတာကိုကိုဘက်ဝိုင်းနဲ့ကုန်ကြတယ်ငါညီနေနဲ့ချစ်သူရောကိုရောဖြတ်ဆရာမလို့ပဲနဲ့ပထမလောက်မှသဘောကျနေနေတာဖြစ်မှာဒါ900အစားတော့9လူပေါင်းပေါ့ကွာသူ့ကို9လူပေါင်းတော့ပေါ့ဟိုစားမှာဖက်ဖြစ်နေလို့ကတဲ့တော်ဆုံး9လူပေါင်းဒါတာမန်900ရင်းနဲ့ဒီလိုလို9လူပေါင်းဘာလို့ကွာသေးလဲသွားမှာကွန်ထရိုလုံးဝမကတ်စီသူညီလာမထွက်တော့ဘရင်းမှာရှင်းနေပြီကွာပတ်လို့လည်းရှိုးလာဒီမှာမှုအမှုတွေစစ်စစ်ဒါကပေါ်ရတာဒါကလေးရရဖောက်ပြီးတော့မိသားမိကြီးလိုက်
အားကောင်းစားတွေတန်းစီနေရပဲမြင်လာကြည့်ပါအောင်ဟဲ့ လာပြီမယ် ဟုတ်မလေးဘသူတွေတော့ဟာငါရင်းရင်းနေနေမြင်မှုနေတယ်လို့ပဲ အဲ့ဒါသမီးရဲ့ကောင်လေးလေအမေရဲ့ ညီကဖုန်းနေစားနေမှာ ဟာအမေကလည်းစုံအောင်ကြည့်ပါဦးကဲတွေ့ပြီလားမေတို့စမ်းနေတာကိုရဒါပေမဲ့ဘာဖေးရက်ဆိုချင်မှမရှိတဲ့တူဖို့ကုလူပေါင်းမေဘလို့လဲသမီးတို့သဘောတူပြီလား ကိုယ်တို့ထွေးပြန်မလို့တဲ့တူဖို့ကိုရပြောင်းစားဟာ လန်းဆန်းတက်ကြွခင်မိအောင်တူပိုဆောင် ခါလောက်မယ်ကိုပြည့်ချင်တာပြည့်ခွင့်မရတင်တာရရဝကိုမရအောင်လိုက် ဟယ်လိုချစ်လေးဘာတွေစိတ်ညစ်နေလဲပြောဘာလို့ကွယ်အဲ့လောက်ထိအောင်ပြီးစိတ်ကြည့်နေရတော့ဩတို့ကမြင်းမြလင်းထိုင်တဲ့သမီးမဟုတ်ပေမဲ့စွတောက်လို့ဖြစ်ပြီးနိုင်ပါရဲ့မြန်မာနဲ့သမီးမအားသေးလို့တို့လာခဲ့တာနဲ့သမီးကအဲ့လိုဒီကုန်းနဲ့ကပ်ပြီးဝင်လာကြရတာနဲ့ဖြူစင်လုံးလာတဲ့သမီးလေးရေသမီးရဲ့ဆန္ဒကိုဖြည့်ဆည်းပေးဖို့ဒုနှစ်ယောက်ကူညီမယ်ကွယ်နှစ်ယောက်ကူတော့စုတောင်းကနှစ်ဆပြည့်တာပေါ့ပြောနှလုံးသားရဲ့ဆန္ဒကိုသာပြောလိုက်ကွယ်အခုလိုနှိမ့်ဆက်ခံရတဲ့ဘဝတွေကနေလွတ်မြောက်ပြီးတယောက်ဆောင်မိသမီးဖြစ်ချင်တယ်ဖြစ်နိုင်ခုချက်ချင်းပဲစုတောင်းလေးပြည့်စေချင်လိုက်တာဖြစ်စေရမယ်ကွယ်နာမည်ကြီးတွေ့ရတာတယောက်ကမမလေးနဲ့ကျွန်တော်ရဲ့ချင်းလို့အခုပဲလိုက်ခဲ့တော့ကျွန်တော်ခေါ်သွားပါမယ် ဟမ်အခုပဲလားဘာလဲဖြစ်နေတာလို့ အခုပဲတွားရအောင်မမလေးအောင်မင်းကလူမဆောက်ပါဘူးဟယ်လိုကိုမိတ်ကပ်ပြည်ပြီးသွားပြီပေါ့နော်ပပလေးပြင်ထားတယ်အဲ့တော့မိတ်ကပ်ပြည်ကြီးဆိုတော့ရိုက်ကူးရေးသွားပါတော့မယ်မင်းဒီကမ္ဘာ proposal အကောင်းဆုံးပြင်ဆင်ပြီးတော့ဒီလူကြီးပုံပြတာအဲ့ဒီကဲအချစ်လေးကိုအခုကူရိုက်နေတဲ့ကြော်ညာဟာဘာဖြစ်မလဲဒီကြော်ညာကိုရိုက်ပေးတဲ့နာမည်ကြီးဒရိုက်တာကရောဘယ်သူလဲစင်နလာမဟုတ်တဲ့ကူဒရိုက်လာလေးကတော့သူကြည့်ချင်တဲ့အိမ်မက်အတိုင်းဖြည့်ခွင့်ရနေပါပြီနေအဲ့လောက်တောင်မှနေဟာမောကိုချစ်တယ်ဆိုရင်လည်းငါဘာမှလည်းမပြောတော့နဲ့လေဟာငါလေညို့မုန်းတယ်လို့ဟိုနေ့ကပြောခဲ့တယ်ဆိုတာကလေသူ့ရှိမှအနိုင်ပိုက်ချင်တဲ့စိတ်နဲ့ငါတမင်ပြောခဲ့တာအနည်းကိုဘယ်တော့မှမမုန်းခဲ့ဘူးနေ့ပင်မှာသူရှိတဲ့နေရာကိုတစ်ချိန်ကငါရှိခဲ့တဲ့နေရာပါလားဆိုပြီးတော့ငါတွေးပြီးအရင်ဝမ်းနေခဲ့တာအဲ့နေသိလားငါရဲ့ခံစားချက်တွေကိုနင်သိလားနင်ငါရဲ့ခံစားချက်တွေကိုဘယ်တော့ဝေချခဲ့ဘူးလို့လဲငါရဲ့ခံစားချက်တွေကိုနင်နားလည်းပေးခဲ့ဘူးလို့လားဟာ
ရင်တွေခွဲပြီးနားလည်းမဲအဖြစ်မမြင်ပါဘူးချစ်သူလေးမပိုင်းဆိုင်ရလဲထားခဲ့တော့ခွဲဒီစိတ်ကိုချင်တဲ့ဒီဘောလုံးတွေ့ချစ်သူရဲ့ဘဝမှာခါတဲ့ချစ်လို့ပါနေမွေးခဲ့တော့ကိုရဲ့ချစ်တွေကြောက်ရရှိခံစေ